ပြောမင်္ဂလာပါရှေးဝါကြီးကျေးရွာကိုရောက်နေတာပါဒီမှာအင်ဂျင်100ကျော်ရှိပါတယ်ကျွန်တော်တို့လိုက်ကြည့်ပါဒီမှာဒါကတော့နှစ်ပေါင်း100ကျော်ရှိရဲ့ဖုံးကျောင်းနော်ဖုံးကျောင်းကြီးကပျော်သွားတာပါနှစ်ပေါင်း100ကျော်ရှိဖုံးကျောင်းပါဒီမှာကတော့ဖုံးကျောင်းနာမည်ပါဒီမှာဖရားကြီးပြပြလဲဖရားကြီးကျုပ်ပဲ့နေဒီရွာမှာအိမ်ကြောင်လူအိမ်တော်သူ100ကျော်ရှိပါတယ်ဒီရွာမှာတယောက်သေးပါအသက်56နှစ်ရောဦးလေးတယောက်သေးပါတယ်ဦးလေးကြီးကသူက900နေနေမှာအိမ်ပေါ်ပြေးမစင်းတဲ့သူကအိမ်ပြီးပြီးတော့စုံတာပါဟုတ်ကဲ့ပါထိုက်လိုက်ကြည့်ပါရှေ့မှာမြေအပ်နေတာရှိတယ်အဲ့ဒါတစ်ချက်လိုက်ပြပြပါဒီနေရာမှာဆိုရင်မြေကြီးတွေကွဲထွက်သွားတော့မြေရိုက်လို့မြေရမ်းကြောင်းကြီးတစ်ချောက်ကွဲထွက်သွားတာပါလိုက်ကြည့်ပါပြတယ်ရှင်းပါရှိပါလေဒီနေရာအကွဲသွားတာမြေကြီးပါအကွဲသွားတာပါဒီမှာဒီရွာမှာအခုလိုအပ်နေတာစားတော့ဟိုဟာတွေရပြီနော်အဆင်ပြေပါသူတို့နေဖို့အတွက်တဲတွေအဲ့လိုမျိုးဟိုဟာပြန်လုပ်ပေးရပါပါပြုပြင်ဟိုဟာပြန်လဲကဲသေးတွေပေါ့နော်အဲ့ကဲသေးတွေကြားမှာပဲကျွန်တော်ထပ်ပြီးတော့တင်ပြပေးပါမယ်ကျေးဇူးပါအားလုံး